ဗုဒ္ဓဆုံးမတာကရှင်းရှင်းလေးပဲစိတ်ကြည်နူးမှုပါမောက်ဆ rejoicing စိတ်ကြည်နူးမှုနဲ့စိတ်ဝမ်းသာမှုပီတိ rapture ဆိုတဲ့ positive emotion အပေါင်းလက္ခဏာစိတ်ခံစားမှုတစ်ခုဟာရုပ်ခန္ဓာကိုယ်ကိုငြိမ်းချမ်းစေတယ် relax ဖြစ်စေတယ်ကာယပတ္တိလို့ခေါ်ပါတယ်ခန္ဓာကိုယ်မတောင့်တင်းဘူးခန္ဓာကိုယ်ကအကျိုးတွေတဘာဝအရာရော့နေရင်စိတ်ချမ်းသာဖို့ဒုက္ခအဆင့်ကိုရောက်ဖို့မခဲရင်ဘူးဒီလိုကိုယ်ရောစိတ်ပါချမ်းသာမှ positive ဖြစ်မှစိတ်တည်ငြိမ်မှုတမာတိ concentration ကိုမပင်မပန်းရနိုင်တာတဲ့စိတ်တည်ငြိမ်မှုရှိရင်တောင်းတန်ရုံစိတ်အနှောက်အယှက်မဖြစ်နိုင်ဘူးများများဖြစ်မဲ့ဟာအနည်းငယ်များသာဖြစ်မယ်အနည်းချင်းဖြစ်မဲ့ဟာဆိုရင်မဖြစ်တော့ဘူး